နေပြည်တော်မြို့ကြီးရဲ့အောက်ကလှည့်ဝက်လိုင်ကူများမင်္ဂလာပါခင်ဗျာ Watchword Greenman ကနေပြန်လဲကြိုဆိုပါရယ်နေပြည်တော်လူသူကင်းမဲ့တဲ့လမ်းမကြီးတွေကြီးမားလုံးတဲ့အဆောက်အဦကြီးတွေနဲ့တည်ဆောက်ခဲ့တဲ့ဒီမြို့ကြီးဟာကမ္ဘာမှာတရေ6လက်မြို့လို့တောင်တင်စားခံခဲ့ရပါတယ်ဒါပေမဲ့ဒီမြို့ကဘာကြောင့်တောတောင်တွေကြားထဲမှာအကုန်ရခံပြီးတည်ဆောက်ခဲ့တာလဲနေပြည်တော်မှာမြင်နေရတဲ့အရာတွေထက်မြေပြင်အောက်မှာရှိနေတဲ့အရာတွေကပိုပြီးကြောက်စရာကောင်းနေတာလားဒီနေ့မှာတော့နေပြည်တော်ရဲ့မြေအောက်မှာလှည့်ဝက်တည်ဆောက်ထားတဲ့ဘန်ကာတွေမြောက်ကိုရီးယားနည်းပညာသုံးလှိုင်းကူတွေနဲ့အဲ့ဒီထဲမှာဘာတွေရှိနေလဲဆိုတာကိုကျွန်တော်တို့ဒီဗီဒီယိုမှာအသေးစိတ်ဖွင့်ချသွားမှာဖြစ်ပါတယ်ဒီဇလန်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကတည်းကစတင်ခဲ့တာပါမြန်မာစစ်ကောင်ဆောင်တွေဟာသူတို့ရဲ့လုံခြုံရေးအတွက်ကမ္ဘာမှာမြေအောက်လှိုင်းကူတူးပေါ်ရေးမှာအကျွမ်းကျင်ဆုံးဖြစ်တဲ့မြောက်ကိုရီးယားနဲ့လှည့်ဝက်စာချုပ်ချုပ်ဆိုခဲ့ပါတယ်2003ခုနှစ်ကနေ2006ခုနှစ်အတွင်းနေပြည်တော်ကိုစတင်တည်ဆောက်တဲ့အခါမြောက်ကိုရီးယားပညာရှင်တွေဟာနေပြည်တော်ရဲ့တောင်တန်းကြီးတွေကိုအကြီးအကျယ်ဖောက်ထွင်းခဲ့ကြပါတယ်ရည်ရွယ်ချက်ကတော့ရိုးရိုးလေးပါအစစ်မြစ်နည်းပညာသုံးလေကြောင်းရန်ကာကွယ်ရေးဘန်ကာတွေနဲ့မြေအောက်စီအောင်ချုပ်တွေတည်ဆောက်ဖို့ပါပဲအဲဆိုရင်ဒီလိုင်ကူတွေထဲမှာဘာတွေရှိနေမှာလဲမျက်မြင်သက်သေတွေနဲ့ထောင်လိုင်းသတင်းတွေအရဒီလိုင်ကူတွေဟာတာမန်ဘုံခုချင်းတွေထက်အစာပေါင်းများစွာပိုကြီးပါတယ်လိုင်ကူတွေထဲမှာတန်ကြပ်ကားတွေတင်ကားတွေမောင်းနေနိုင်တဲ့အထိကျယ်ဝန်းသလိုလိန်ဝင်းငယ်တွေထိတော့ပါဝင်တယ်လို့ဆိုကြပါတယ်အဲ့ဒီအပြင်နှစ်ပေါင်းများစွာစားနပ်ရိက္ခာတွေဆေးဝါးတွေနဲ့ခမီဆက်သွယ်ကိရိယာတွေအပြည့်စုံရှိပါတယ်အဓိကကတော့အနုပြည်ဘုံတန်ကိုတောင်ခန္ဓာရင်ရှိတဲ့ခိုင်ခတ်မှုမျိုးနဲ့တိစောက်ထားတာပါနေပြည်တော်ရဲ့အနောက်ဘက်တောင်တန်းတွေဟာအခုဆိုရင်အပြင်ပန်းကြည့်ရင်တောင်တန်းတွေဖြစ်နေပေမဲ့တွင်းထဲမှာတော့ဆယ်ရန်တရားကြီးတွေနဲ့လက်ပတ်နေတဲ့စစ်မြို့တော်ကြီးလိုဖြစ်နေပါပြီလက်ရှိမြန်မာနွေဦးတော်လိုင်းကာလမှာဒီလိုင်ကူတွေရဲ့အခန်းကဏ္ဍကပိုပြီးအရေးကြီးလာပါတယ်စစ်ကောင်းဆောင်တွေဟာပြင်ပမှာဘလောက်ပဲတိုက်ခိုက်မှုတွေကြုံနေရပါစေဒီမြေအောက်ဘန်ကာတွေကိုသူတို့ရဲ့နောက်ဆုံးခံစစ်အဖြစ်အသုံးပြုနေကြတာပါသတင်းအချို့အရနေပြည်တော်ကိုလေကြောင်းကနေတိုက်ခိုက်မယ်ဆိုရင်တော့ဒီမြေအောက်ထဲမှာပုံခုနေတဲ့သူတွေကိုထိခိုက်ဖို့မလွယ်ဘူးလို့ဆိုလိုပါတယ်ဒါဟာစစ်အာဏာရှင်တွေဘာကြောင့်နေပြည်တော်ကိုမစွန့်ခွာရဲလဲဆိုတဲ့အဖြေလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လိုင်ကူဇရာဟာတစ်ဖက်ကကြည့်ရင်တော့ပြေးပေါက်ပိတ်သွားတဲ့အခါအရှင်လက်လက်မြေမြုပ်ခံရမယ့်နေရာလည်းဖြစ်သွားနိုင်ပါတယ်နေပြည်တော်ရဲ့မြေအောက်လိုင်ကူတွေဟာမြန်မာပြည်ရဲ့အကြီးမားဆုံးသောဗေဒီတွေထဲကတစ်ခုအဖြစ်ရှိနေသေးပါမြောက်ကိုရီးယားနဲ့ပေါင်းပြီးဘလောက်အထိခိုင်ခဲ့အောင်စောက်ထားတယ်လဲဆိုတာကိုတော့အချိန်ကပဲသက်သေပြသွားမှာပေါ့ပရိသတ်တို့ကဒီလက်ဝက်လိုင်ကူတွေအကြောင်းဘာတွေကြားမှုလဲတကယ်ပဲအဲ့ဒီထဲမှာလိန်ခွင်းတွေမြို့တော်တွေရှိနေတယ်လို့ယုံကြည်ပါသလားဒီတို့ရဲ့အမြင်ကိုcommentမှာပွင့်ပွင့်လင်းလင်းရေးခဲ့ကြပါအောင်ဒီလိုမျိုးစမ်းကြတဲ့အကြောင်းအရာတွေကိုဆက်ကြည့်ဖို့ကျွန်တော်တို့ရဲ့ Watchword Greenman ကိုလည်း subscribe လုပ်သွားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ